ငဖယ်လေးကြော်ဖို့အတွက်ငဖယ်လေးကိုချက်သွန်ပြူချင်းအစိမ်းမုံစနစ်မုံထည့်ပြီးတော့ထောင်းလာတာလေးပဲဖြစ်ပါတယ်ခုလိုထောင်းလို့ပြီးရဲ့အချင်းလေးဆိုငဖယ်လေးကိုထောင်းမယ်ခုလိုငဖယ်လေးကိုလုံးပြီးသွားတဲ့အနေထားဆိုရင်ဒီထဲမှာထည့်ပြီးငဖယ်လေးကိုကြော်မယ်ချွတ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 ်တဲ့ဒါလေးစီဝင်လာရင်စားလို့ကောင်းတယ်ချွတ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 ်အလားပါပဲလာမှာချွတ်တာနဲ့နေရနေဆောင်နေအမမေးလုံးလုံးနေတာလာပဲသူစောင့်ပြီးနေတာမနေ့ကသူ့ရဲ့ birthday happy birthday ပါလို့ပြောနေငဖယ်လေးကြော်လို့ပြီးသွားပြီကဲဘူးရဟင်္ကားလေးချက်ဖို့အတွက်လုပ်လိုက်ကြရအောင်ကဲဘူးရဟင်္ကားကိုစီပါရာကြီးမစားကြတာဖြစ်တဲ့အတွက်ကြက်ရိုးပြုတ်ကလေးတွေကိုချက်သွန်းဖြူဟင်္ကားမောင်ငန်းကြရလေးနဲ့ထည့်ပြီးပြုတ်ထားလိုက်တယ်ငပိရီကျိုးဖို့အတွက်ကိုလည်းချက်သွန်းဖြူငရုတ်သီးစိမ်းချက်သွန်းနီပစွန်ကြောက်ကလေးပါထောင်းပြီးထည့်မယ်နော်အဲ့လိုလောင်းနေတော့ဟင်းတစ်ခါတော့ရပြီဟင်းကားလေးရပြီငပိရီကြိုထားရဲငပိရီကြိုတဲ့တဲ့ကိုခုနကထောင်းထားတဲ့ပစ္စည်းလေးထည့်မယ်ချက်သွန်ဖြူချက်သွန်နင်းလေးဒီစိမ်းလှော်ပြီးထောင်းထားရဲပစွန်ကြောက်ကလေးကိုလည်းထောင်းထားတယ်ပစွန်ကြောက်အကောင်လေးကိုကြတော့ဒီတိုင်းလေးထည့်မယ်ပပွားစုံရင်းငပိရဲကိုခုနကထောင်းထားတဲ့ဟာလေးအကုန်လုံးထည့်လိုက်မယ်တတိထားထည့်နော်စင်တက်တယ်အညာကိုစားကောက်နေငပိလေးရပြီဒီနေ့တော့ဒီလောက်ပါပဲ20ရက်4လပိုင်းပေါ့နော်ဒီနေ့ရှူဝိုင်းလေးမွေးနေပါရှူဝိုင်းလေးကိုလည်းဒီကနေပြီးတော့ happy birthday လို့ပြောပါတယ်အမြဲတမ်းကြည့်ရှုအားပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်